စီးပွားရေးရလည်းမဟုတ်ဘူးဝါသနာတွေကြောင့်ကိုအိမ်မက်ကလေးကိုကောင်းတယ်ပေါ်ပြီးလောက်ကြတာပေါ့နော်ဒါ14မိနစ်တောင်းတွေက14မိနစ်တောင်းရဲ့အဆိုတော်ပေါ်တာမဟုတ်ပါဘူးဒီပြနေရာတွေလည်းရှိကြပါတယ်ပြောမယ်ဆိုတော့14မိနစ်တောင်းဂရုရဲ့ခေါင်းဆောင်ပေါ့ဒါပေမဲ့အခုလိုအချိန်ခါကြီးမှာ तू ကဒီလုပ်တွေကို तू မလုပ်တော့ဘူးပေါ့နော်လူညာလုပ်ကို तू နားမယ်ပေါ့နားမယ်ဆိုတော့စိတ်မကောင်းပါဘူးတကယ်စိတ်မကောင်းအဲ့တော့စခဲ့တာ तू က14မိနစ်တောင်းဂရုဆိုပြီး तू စခဲ့တာလေသူစီးပွားရေးကလည်း तू ဒီလုံးမှလည်းမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ဝါသနာကိုကျွန်တော်တို့ပါပေါ့နော်နောက်ကပါလာမဲ့လူတွေဝါသနာပါတဲ့လူတွေကစဒီအကုန်လုံးဖြည့်ဆည်းပြီးတယ်ပေါ့နော်ပြောမယ်ဆိုတော့14မိနစ်တောင်းဂရုရဲ့ခေါင်းဆောင်ပေါ့ဒါပေမဲ့အခုလိုအချိန်ခါကြီးမှာ तू ကဒီလုပ်တွေကို तू မလုပ်တော့ဘူးပေါ့နော်လူညာလုပ်ကို तू နားမယ်ပေါ့နားမယ်ဆိုတော့စိတ်မကောင်းပါဘူးသူကန်လိုက်လို့ကျွန်တော်ပါလို့မှာ9ရက်လောက်မထားနိုင်ဘူးကျွန်တော်ကတော့ဇက်ပို့ပေါ့ကိုဆိုင်တီအားညီဇက်ပို့မင်းသားကတော့ဒါမူဝင်ကွင်းနေလူတိုင်းသူမင်းသားပေါ့ဇကားလေးကတော့ဒါလူချမ်းမှာလည်းအသေးနေပါဘယ်လိုပုံစံမျိုးလေးလဲဆိုတော့မင်းသားကတော့ဒါမူဝင်ကွင်းနေထူနိုင်ပေါ့ဟုတ်မူဝင်ကွင်းနေလူတိုင်းဟိုဘနာနာတို့ပါတယ်ဒါကျွန်တော်တို့ဒိုက်တာတော့ပြေးသားကြီးပေါ့ဟိုကိုဆိုင်တီအားလို့ပါတယ်ကျွန်တော်လည်းပါတယ်ပေါ့အကျန်းကားလေး fighting ကားလေးaction drama လေးပေါ့action drama လေးအဲ့ထက်မှဒါ queen movie queen နေထူးနိုင်ဆိုရင်ဒါသူ့ရဲ့ fighting တွေဘယ်တော့မှလေ့ကျင့်တာရတော့မသိဘူးမသိကိုနေထူးစိတ်ဝင်စားစရာလေးလည်းပါတယ်ပေါ့ဘယ်လိုပြောမလဲဟိုမောင်နှမတွေရဲ့မေတ္တာဖွဲကိုလည်းပါတယ်စစ်စစ်တီမခံနိုင်မဟုတ်မခံပေါ့ဒါ movie queen နေထူးနိုင်ကျွန်တော်ကြတော့ဒါကျွန်တော်ခံကြတော့စိုးတောင်းညမ်းတယ်ပေါ့ဟိုဟာနဲ့ကိုဆိုင်တရားညီကိုဆိုင်လို့ပဲလာပေါ့ဟုတ်ကဲ့တချင်းတွေလည်းသူထုတ်ပေးခဲ့တာဟုတ်ကဲ့တချင်းတွေပုံထုတ်ပေးတယ်သူထပ်ထုတ်ဖို့တွေလည်းကျွန်တော်ရှိရလည်းရှိပါတယ်သူထပ်လုပ်ပေးမှာတချင်းတွေအစင်ကတော့ပြည်တာပေါ်မှာဘာလို့ဆိုကိုငကဖြစ်ချင်ခဲ့တဲ့အိမ်မက်တွေဒါတွေကိုသူကထားပြီးတော့အကောင့်တွေပေါ်ပြီးတယ်အကုန်လုံးပရိုဂျာပေါ့နော်ဒီအကုန်လုံးပြီးတယ်ကျွန်တော်ဝတ်တဲ့အဝေးစားအစားပေါ့အကုန်လုံးပေါ့သူစီစဉ်ပြီးတယ်ပေါ့ဒါပေမဲ့ तू ကပါရမီဖြည့်ပေးတာ तू မဖြစ်ပေမဲ့ကျွန်တော်တို့ဖြစ်စေချင်တယ်ပေါ့ဒီအမှုညာလုပ်ကိုလည်းပြန်လုပ်ပါပေါ့နော်ကျွန်တော်တို့ तू မရှိတဲ့အတွက်လည်းအားငယ်ရတယ်ပေါ့စိတ်တက်တွေလည်းကြားတယ်ပေါ့ဒီလုပ်လေးလည်းပြန်လုပ်ပေးပါလို့ तू ပြောကြမှာ14မိနစ်တောင်းနေမှာ तू ကျွန်တော်တို့နဲ့ပထမဒါထုတ်ခဲ့တဲ့စီလင်လည်းအများကြီးရှိတယ်အခုနောက်တက်လာတဲ့ကလေးလည်းရှိတယ်ကျွန်တော်တို့ပေါင်းဝင်ပေါ့ဒါကတော့သူတို့ရဲ့ဝါသနာစီးပွားရေးရလည်းမဟုတ်ဘူးဝါသနာတွေကြောင့်ကိုအိမ်မက်ကလေးကိုကောင်းတယ်ပေါ်ပြီးလောက်ကြတာပေါ့နော်ဒါ14မိနစ်တောင်းတွေက14မိနစ်တောင်းရဲ့အဆိုတော်ပေါ်တာမဟုတ်ပါဘူးဒီပြနေရာတွေလည်းရှိကြပါတယ်ဆိုတော့ကျွန်တော်တို့လည်းကြီးခဲ့တဲ့ဆိုတော်တွေရောအခုမှဘာသာရှင်လေးတွေရောဒါအကုန်လုံးအများကြီးရှိပါတယ်14မိနစ်တောင်းတစ်ခုတည်းတော့မဟုတ်ပါဘူးမတရားတွေကတော့အများကြီးရှိပါတယ်ဒီကားမှဆိုရင်ဒါကိုနဲ့မစုံဘူးတဲ့လူတွေလည်းစုံရတယ်ပေါ့နော်ဒါမူပြီးကွင်းနေထူးနိုင်ဆိုလဲမထင်တော့ဘူးပေါ့သူ fighting ခန်းတွေပေါ့ဘယ်တော့မှမလို့ကျွန်တော်တို့မသိခင်လေ့ကျင်တာလည်းတော့မသိဘူးဟုတ်မထင်တော့ဘူးပေါ့အဲ့လိုမျိုးပေါ့ဒါထိုးတာကြိတ်တာလေဆိုလဲကျွန်တော်တို့ဒါ5လောက်မထားနိုင်ဘူးဒါပေမဲ့သူ့မှာစီးပွားရေးနဲ့ဆိုတော့သူ့စီးပွားရေးကလည်းသူကဒီလုံးမှလည်းမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ဝါသနာကိုကျွန်တော်တို့ပါပေါ့နော်နောက်ကပါလာမဲ့လူတွေဝါသနာပါတဲ့လူတွေကစဒီအကုန်လုံးဖြည့်ဆည်းပြီးတယ်ပေါ့နော်ပြောမယ်ဆိုတော့14မိနစ်တောင်းဂရုရဲ့ခေါင်းဆောင်ပေါ့ဒါပေမဲ့အခုလိုအချိန်ခါကြီးမှာ तू ကဒီလုပ်တွေကို तू မလုပ်တော့ဘူးပေါ့နော်လူညာလုပ်ကို तू နားမယ်ပေါ့နားမယ်ဆိုတော့စိတ်မကောင်းပါဘူးတကယ်စိတ်မကောင်းအဲ့တော့စခဲ့တာ तू က14မိနစ်တောင်းဂရုဆိုပြီး तू စခဲ့တာလေဟိုကျတော့ तू ကမလုပ်တော့မယ်နဲ့ပရိဟိတအလုပ်တွေပဲအခု तू ကပြန်ပြီးဆက်လုပ်တယ်အဲ့တော့ तू မရှိတော့တဲ့အတွက်ကျွန်တော်စိတ်မကောင်းပါဘူး သူကဘာကြောင့်မလုပ်တော့လဲကျန်တဲ့ဟာတွေတော့တိတ်မရှိပါဘူးအဲလိုသူစီးပွားရေးပေါ့နော်စီးပွားရေးကြောင့်လည်းပါတယ်သူကဒီအလုံးလုံးမှလည်းတော့မဟုတ်ဘူးသူကအကုန်လုံးကိုလိုက်ပြီးတော့ဖြည့်ဆည်းပေးတာဝါသနာပါတဲ့လူကြီးဖြည့်ဆည်းပေးတယ်အဲ့လိုမျိုးလေးပေါ့အခုတော့သူကတကယ်မလုပ်တော့ဘူးဆိုတော့ကိုယ်လည်းစိတ်မကောင်းဘူးပေါ့ပြန်လုပ်စေချင်ပါလေလို့ဒီအင်တာဗျူးလေးကိုတွေ့ကျွန်တော်တို့14မိနစ်ဆောင်ဖငီလုပ်ခဲ့တာအခုတော့သူမရှိတော့ကျွန်တော်တို့ကရှစ်ဆက်သွားဖို့ကစက်တငငဖြစ်နေပါတယ်ဟုတ်ကျွန်တော်တို့ကတော့ဆက်ချိုးသားမှာပါဆက်ချိုးသားမယ်ဆိုတာကျွန်တော်တို့ဟာလေးတွေကိုလည်းထပ်ပြီးတော့ဗောနော်သူတို့ဟိုကြည့်သည်ဖြစ်စေမကြည့်သည်ဖြစ်စေကျွန်တော်တို့လုပ်ရမယ့်အလုပ်ကိုတော့ကျွန်တော်တို့ဆက်လုံးကျွန်တော်တို့ဝါသနာလေးတွေဗောနော်ဆက်လုံးပဲအဲ့တော့ကျွန်တော်တို့လည်းကောင်းတဲ့အမြင်လေးနဲ့ကြည်ပေးကြပါလို့ပဲပြောကြပါတယ်